Heated Rivalry Season 1 Recap ဒီဇက်လန်ဟာရေခဲပြင်ဟော့ကီ Ice Hockey လောကကိုအခြေခံထားပြီးထိပ်တန်းကစားသမားနှစ်ဦးဖြစ်တဲ့ Shane Hollander နဲ့ Ilya Rozanov တို့ကြားကဆယ်စုနှစ်တစ်ခုကြာပြိုင်ဆိုင်မှုနဲ့တားမြစ်ထားတဲ့ဆက်ဆံရေးအကြောင်းကိုရိုက်ကူးတင်ဆက်ထားတာပါအဓိကဇာတ်ကောင်များ Shane Hollander ကနေဒါနိုင်ငံသားစီကန်ဂျီဗီ EC တင်နေသူဟာ hockey လောကရဲ့ရွှေရောင်ကောင်လေး Golden Boy အဖြစ်လူသိများပါတယ် Ilya Rozanov ရုရှားနိုင်ငံသားတကူကောင်းဆန်တယ်လို့ထင်ရပြီးစကားပြောပွင့်လင်းရဲတင်သူရှင်းရဲ့အဓိကပြိုင်ဖက်ပါဆက်လန်အစမှာတော့ Season 1မှာသူတို့နှစ်ဦးအသက်18နှစ်အရွယ် NHL National Hockey League ထဲကိုစတင်ဝင်ရောက်လာချိန်ကစပြီးရှင်းမဲ့ Ilya ဟာတယောက်ကိုတယောက်အတိအလဲအနိုင်ယူချင်ကြတဲ့ပြိုင်ဖက်တွေဖြစ်ပေမဲ့ကွင်းပြင်ပမှာတော့သူတို့ကြားမှာထူးဆန်းတဲ့ဆွဲဆောင်မှုတစ်ခုရှိနေတာကိုသတိထားမိလာကြပါတယ်ဒါပေမဲ့ကံကြမ္မာကသူတို့ကိုရန်သူတွေအဖြစ်ဖန်တီးပေးခဲ့ပါတယ်3လျှို့ဝှက်ဆက်ဆံရေးသူတို့နှစ်ယောက် NHL National Hockey League ကိုရောက်လာတဲ့အခါပြိုင်ဆိုင်မှုကအထီးရောက်လာပါတယ်ပွဲတစ်ခုအပြီးမှာသူတို့နှစ်ယောက်ဟိုတယ်စင်ဂျမာမှာထိတိုက်တွေ့ပြီးအချင်းချင်းရန်စကားပြောကြရင်းကနေရုပ်ပိုင်းဆိုင်ရာပတ်သက်မှုတစ်ခုစတင်သွားခဲ့ပါတယ်ဒါဟာသူတို့ဘဝရဲ့ကြီးမားတဲ့လျှို့ဝှက်ချက်ကြီးဖြစ်သွားပါတယ်အစပိုင်းမှာသူတို့ဟာတယောက်ကိုတယောက်မုန်းတီးနေစေဖြစ်ပြီးဒီပတ်သက်မှုကိုပြိုင်ဆိုင်မှုရဲ့စိတ်ထွက်ပေါက်အဖြစ်ပဲသတ်မှတ်ခဲ့ကြပါတယ်သူတို့နှစ်ဦးဟာလူရှိမှရန်သူတွေလိုဆက်ဆံကြပြီးမြဲကွင်းပြင်ပမှာတော့သူတို့ကြားမှာအရှင်ရတိုင်းလျှို့ဝှက်တွေးဆုံပြီးရုပ်ပိုင်းဆိုင်ရာပတ်သက်မှုတွေရှိလာကြပါတယ်ဒါဟာအချစ်ကြောင့်လားဒါမှမဟုတ်ပြိုင်ဆိုင်မှုကြောင့်လားဆိုတာကိုနှစ်ယောက်လုံးဝေခွဲမရဖြစ်နေကြတဲ့အဆင့်ပါနောက်ပိုင်းသူတို့ရဲ့နှစ်ရှည်လာများကြလာတဲ့ဆက်ဆံရေးဖြစ်လာကြပါတယ်သူတို့ဟာမတူညီတဲ့ကွဲရမှာဟိုတယ်ခန်းထဲမှာတော့သူတို့ကတယောက်ရဲ့ဖိစီးမှုတွေကိုတယောက်ကပဲနားလည်ပေးနိုင်တဲ့အခြေအနေဖြစ်လာတယ်ဒီနေရာမှာ Ilya က Shane ကို Hollander လို့ပဲခေါ်ပြီး Shane ကလည်း Ilya ရဲ့ရူရှားလေတံကိုသဘောကျလာတာတွေကိုတွေ့ရပါတယ်အချိန်နေကြာလာတာနဲ့အမျှသူတို့ကြားမှာတန်ရောစင်တွေပို့ခိုင်းမှလာပါတယ် Ilya အပြင်ဘက်မှာစိတ်မထင်ရင်မထင်တယ်လို့ပြောတတ်ပေမဲ့ Shane အပေါ်မှာတော့အယမ်းကိုဂရုစိုက်လာတတ်တာကိုမြင်ရပါတယ်Shane ကလည်းသူ့ရဲ့ရွှေရောင်ပုံရိပ်ကိုထိမ့်သိမ်းနေရတဲ့ဂျားကနေ Ilya ကိုပို့ပြီးတောင်းတလာပါတယ်သူတို့ကရန်သူတွေမဟုတ်တော့ပဲအဝေးရောက်ချစ်သူတွေ long distance lovers လေးဖြစ်လာပေမဲ့ဘသူကမှအချစ်ဆိုတဲ့စကားလုံးကိုထုတ်မပြောရဲကြသေးပါဘူး season 1ရဲ့အဆုံးမှာတော့သူတို့နှစ်ယောက်ကဒီဆက်ဆံရေးကိုဘယ်လိုရှေ့ဆက်မလဲဆိုတဲ့အကြက်တတီကိုရောက်လာပါတယ် professional အားကစားလောကမှာသူတို့ရဲ့ဆက်ဆံရေးပေါက်ကြားသွားရင်အရာအားလုံးဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့ကြောက်စိတ်တွေရှိနေပါတယ်အထူးသဖြင့် Shane ကပိုပြီးစိုးရိမ်နေချိန်မှာIlya ကတော့သူတို့ဆက်ဆံရေးကိုပိုပြီးတယောက်ဝင်ဖြစ်စေခြင်းနဲ့အရေးအယောင်ကြီးပြလာပါတယ်ဇလန်းကိုသူတို့နှစ်ဦးရေခဲပြင်ပေါ်မှာတယောက်နဲ့တယောက်အတိတ်ပဲပါပါကြည့်နေတဲ့မြင်ကွင်းနဲ့အဆုံးသတ်လိုက်ပါတယ် Season 1ရဲ့အဓိကအပိုင်းကတော့ပြိုင်ဆိုင်မှုသူတို့နှစ်ဦးရဲ့အသင်းတွေထိတ်တိုက်တွေ့တိုင်းတယောက်နဲ့တယောက်အနိုင်မခံအရှုံးမပေးကစားကြတာတွေ PR များ professional ကစားသမားတွေဖြစ်တဲ့အတွက်သူတို့ရဲ့လိမ့်စိတ်ခံယူမှုကိုဖုံးကွဲထားရတဲ့ PR တွေနဲ့အသင်းရဲ့မျှော်လင့်ချက်တွေကြားရုန်းကန်ရတာတွေခံစားချက်